Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ Faker ပါကျွန်တော်ဗီဒီယိုလေးတွေတင်ဖို့ကြာတော့တာတောင်းပန်ပါတယ်ခုလော Wi-Fi က line တော်ကြာပြီဟောတိတ်ဆင်ပြေဘူးပေါ့နော် game ဆော့လို့ရှိရင်ကျွန်တော် Indo server ရောက်လိုက်မလေးရှား server ရောက်လိုက်နိုင်ငံမျိုးစုံရောက်နေရတယ်ကျွန်တော်ဒီနေ့မှာ fighter အကြောင်းတွေပြောမှာပါဇာဘတ်ဘွဲမှာအနိုင်ရရှိဖို့အတွက် HP လိန်နာတယောက်ရဲ့အခန်းကဏ္ဍအရန်ရေးကြည့်ပါတယ်ဂျန်ဂလာတယောက် performance ထွက်မထွက်ကလည်း HP လိန်နာနဲ့သက်ဆိုင်ပါတယ်ဒါကြောင့်ကျွန်တော်ကဒီနေ့လက်ရှိမတာမှာ powerful ဖြစ်ပြီးတော့တင်းကိုအလုပ်လုပ်ပေးနိုင်တဲ့ HP လိန်နာ9កောင်ပြပြပေးသွားမှာပါနံပါတ်1 Alice က revamp လုပ်ပေးပြီးချိန်ကလေးက HP လိန်မှာခက်စစ်စစ်တွေ့လာရတဲ့ hero တစ်ကောင်ဖြစ်ပါတယ်အဓိကကတော့ပြောင်းလဲသွားတဲ့ဖက်စစ်ကြောင့်အရင်လိုမနာမလုံလောက်တဲ့ပြဿနာတွေမရှိတော့ပဲ HP မတာတွေကိုရောက်ရှိလာတာဖြစ်ပါတယ် Ultimate မှာ area scan အကြီးပါပြီးတော့ team fight battle တွေမှာအနည်းဆုံး2 man 3 man လောက်က AC ဖမ်းပေးလို့ရပါတယ် Enemy team ရဲ့ backline တွေကိုလည်းဝင်ရောက်ဖို့လွယ်ကူပြီးတော့ mobility နည်းတဲ့ mate တို့ marksman တို့အတွက်ဆိုရင်တော့ဒီကောင်အာရင်နောက်ဆရာကြီးတွေဖြစ်ပါတယ် Alice ကစားပြီဆိုရင်အားလီမှာ Ultimate အရင်ဆုံးရအောင်ဖမ်းတင်ပါတယ်Ultimate ရလာပြီဆိုရင်တော့ team fight တွေမှာအတက်နိုင်ဆုံးလိုက် join ပြီးပါနော် enemy backline တွေကိုဝင်ပြီးတော့ဒါ main နဲ့ marksman တွေကို position ယူလို့မရအောင်နှောက်ယှက်လို့ရပါတယ် surprise combo တွေတုံးပြီးတော့တင်းအတွက် initiator ပုံစံမျိုးလေးဆော့လို့ရပါတယ်နံပါတ်2လာပူက durability မြင့်ပြီးတော့ battle မှာတော်ရုံတက်ဖို့မလွယ်တဲ့အမာထန် hero type ဖြစ်ပါတယ် ability ဘိုင်းမှာ slow fast stun burst damage immunity နဲ့ spare ဘန်နေများတာကြောင့်စေစုံရတဲ့ hero တစ်ကောင်ဆိုရင်မမားပါဘူး lane shaker နဲ့ flicker ပေါင်းပြီး battle မှာမထင်သလို enemy ကို surprise scan ပေးလို့ရပါတယ် ultimate form ရဲ့ skill 2မှာဆိုရင်လည်းထိတဲ့ enemy အရေအတွက်ပေါ်မူတည်ပြီးတော့ damage reduction ရတဲ့အပြင် passive ရဲ့ရှိရလဲ recharge လုပ်ဖို့လွယ်တာကြောင့်ခဏသုံးလို့ရတယ်အဲ့တော့လက်ပူက battle မှာတော်ရုံတက်ဖို့ခက်တဲ့ tanky hero ပုံစံဖြစ်နေရပါ ultimate သုံးနေတဲ့အချိန်နဲ့ skill 1သုံးနေတဲ့အချိန်မှာ CC skill တွေကို immune ဖြစ်ပြီးတော့ဒါ ultimate ရဲ့ damage ကလည်း squishy ဖြစ်တဲ့ hero တွေဆိုလို့ရှိရင်တခါတည်းအပြောက်ဖြောက်ဖို့လုံလောက်ပါတယ်လက်ပူရဲ့ impact အများစုက ultimate ကနေလာတာဖြစ်တဲ့အတွက်တို့က early game မှာ level 4အရင်ရအောင်မြန်လေးဖမ်းသင့်ပါတယ် level 4ရပြီဆိုတဲ့အချိန်ကျမှ starter fight တွေနဲ့ low fight တွေမှာ enemy channel လာကိုကတ်ပြီးတော့ဒါတွေးလျှော့တာမျိုးတွေ retreat ပေါက်လို့မရအောင်နှောက်ယှက်တာမျိုးတွေလုပ်နိုင်ပါတယ်enemy က mobility များတဲ့ assassin လို hero တွေဖြစ်နေလို့ရှိရင်လည်း mobility နည်းပြီးတော့ damage ထွက်တဲ့ကောင်တွေကိုပြစ်မှတ်ထားပြီးတော့ရှင်းထုတ်လို့ရပါတယ်နံပါတ်3 ယူဆောင်က spare ဘန်မြင့်တဲ့ hero တစ်ကောင်ဖြစ်ပြီးတော့ခုလက်ရှိ team fight တွေမှာ performance ထွက်နေစေ hero တစ်ကောင်ဖြစ်ပါတယ် mobility ဘိုင်းလည်းကောင်းမွန်ပြီးတော့ enemy backline တွေကို dragon form နဲ့အလွယ်တကူဝင်ပြီးတော့နှောက်ယှက်လို့ရပါတယ် 1+1 lane ရှင်ထိန်းတဲ့နေရာမှာလည်းပတ်စစ်နဲ့တော်ရုံ hero တွေဆိုရင်ခေါင်းခောက်ထားလို့ရပါတယ် skill တွေကို enemy များထိအောင်သုံးနိုင်လေလေတွေးပိုတက်လေပဲ objective battle တွေမှာဆိုရင်အားကိုးလို့ရတဲ့ hero တစ်ကောင်ဖြစ်ပါတယ်ဒါပေမဲ့ယူဆောင်က skill တွေပေါ်မှာအရန်မှီခိုရတဲ့ hero ဖြစ်တာကြောင့် skill လွဲသွားတာမျိုးတွေဒါ skill ကူးတောင်းကျနေတဲ့အချိန်တွေမှာဆိုရင်တော့ဒါတစ်ချက်မှားတာနဲ့ဒါငကားဘဝကနေတီကောင်ဘဝကိုရောက်သွားနိုင်ပါတယ်ယူဆောင်ကစားမယ်ဆိုရင်အားလီမှာဒီ game ဘဝကောင်အတက်နိုင်ဆုံး pressure ပေးဖို့လိုတယ်ပေါ့နော် ultimate ရပြီဆိုလို့ရှိရင် team fight တွေကိုအတက်နိုင်ဆုံး join ပေးပါ enemy backline နဲ့ကတွေးပြောတဲ့ကောင်တွေကိုဦးစားပေးရှင်းထုတ်ပါနံပါတ်4 CC က spare ဘန်မြင်ပါပြီးတော့ mobility ဘိုင်းကောင်းမွန်တဲ့ ပုတ် damage hero type ဖြစ်ပါတယ် CC ရဲ့ထူးခြားချက်ကသူ့ရဲ့ skill တွေအကုန်လုံးဟာကြီးနေရင်သုံးလို့ရတာကြောင့်သူ့တောင်းတိုင်အောင်လိုက်ဖမ်းမှုခက်ခဲပါတယ်အဓိက damage က skill 1လာတာဖြစ်ပြီးကူတောင်းလေးနဲတာကြောင့်ခဏသုံးလို့ရတယ် enemy ရဲ့တွေးများရင်များသလို bonus damage ပိုးထွက်တာကြောင့် durable hero တွေနဲ့ရှင်ထိန်းတဲ့နေရာမှာဒါမစိုးဘူးလို့ပြောလို့ရတယ် enemy ကိုအကွာအဝေးတစ်ခုကနေပုတ်လုံးနိုင်ပြီးတော့
team fight တွေမှာဆိုလို့ရှိရင် anti-mate နဲ့ရန်နွဲ position ကိုနှောက်ယှက်တာမျိုးတွေလည်းလုပ်လို့ရပါတယ်။သဲဘက်များလို့တွေ့တက်လက်ကျန်းနဲ့ skill 2နဲ့လည်းထွက်ပြေးတာမျိုးတွေထွက်ပြေးတဲ့ enemy ကိုလိုက်ပြီးတတ်တာမျိုးတွေလည်းလုပ်လို့ရတယ်။ CC ရဲ့အားနည်းချက်ကတော့ stand နဲ့ best damage မပါတာကြောင့် hero တစ်ကောင်ကို instant ကြီးချက်ချင်းတန့်ဖြတ်ဖို့ဆိုတာခက်ခဲနိုင်ပါတယ်။ enemy မှာ escape spell တွေများပါလို့ရှိရင်ဒါ mobility မြင့်နေလို့ရှိရင်အလွယ်တကူထွက်ပြေးလို့ရပါတယ်။အဲ့တော့ CC ဆော့မယ်ဆိုရင် team fight မှာတင်းဝက်မိဖို့ကအရေးကြီးပါတယ်။ Number 5 Arlo က assassin hero တစ်ကောင်ကိုတုတ်ရှားမြန်ဆန်ပြီးတော့ damage ထွက်တဲ့အတွက်တချို့ကလည်း Lancelot ရဲ့ fighter version လို့ပြောကြပါတယ်။ CC skill အလုံးလောက်ပါပြီး enemy ကို control လုပ်နိုင်မှုအကောင်းဆုံး hero တစ်ကောင်ဖြစ်ပါတယ်။ Skill 2က mobility မြင့်တာကြောင့်တုံတန်ယုံဖမ်းမှုခတ်ပြီးတော့ damage နဲ့သွေးတက်ကလည်းကျန်းပါတယ်။ Skill 2သုံးတိုင်းသွေးပြန်တက်နေဆိုဘတ်တင်မှာကြာလေးနေနိုင်ပါတယ်။လင်းရှင်ထိန်းတဲ့နေရာမှာလည်းဖမ်းခတ်တာကြောင့်တုံယုံ fighter တွေဆိုလို့ရှိရင် easy လေးထိန်းထားလို့ရပါတယ်။ anti-mate နဲ့ flicker ပေါင်းပြီးတော့ဘတ်တင်မှာ surprise indicator ပုံစံမျိုးအစော့များပါတယ်။အားလုံးရဲ့အားနည်းချက်အားသာချက်နှစ်ခုစလုံးကသူ့ skill 2ပုံမှာတက်ရောက်နေပါတယ်။အားလုံးက skill 2ရှိတဲ့အချိန်ကျန်းပြီးတော့ skill 2လဲသွားတဲ့အချိန်တွေကူးတောင်းကျနေတဲ့အချိန်တွေမှာဆိုလို့ရှိရင်တော့သူ့ရဲ့ mobility နဲ့ damage ကတိကျတာကြီးကျဆင်းသွားပါတယ်။အဲ့တော့အားလုံးဆော့မယ်ဆိုလို့ရှိရင် skill 2မလွဲအောင် view site ဖို့လိုတယ်။ passive မရှိတဲ့အချိန် skill 2ကိုအခြေအနေချိန်ခါကြည့်ပြီးသုံးဖို့လိုအပ်ပါတယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျန်တဲ့တခြားရွေးချယ်လို့ကောင်းတဲ့ hero တွေလည်းအများကြီးရှိသေးပါတယ်။ comment မှာဆွေးနွေးပေးလို့ရပါတယ်။ channel အသေးစားထောင်တဲ့အနေနဲ့ subscriber 400 ပြည့်ရင်ကျွန်တော် giveaway စီစဉ်လေးရှိပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။ Have a nice day